ခုနမင်းလုံးလိုက်လို့ဒဏ်ရသွားတဲ့ကောင်လေးကဆရာကြီးကိုပြန်ပြောလို့ရှိရင်ငါတော့ဆရာကြီးဖြစ်ပြီးတော့ခံအောင်ပါပဲအဲ့ကိစ္စရှင်းထဲမှာမဆိုင်တာရှင်းဆရာကြီးမင်းစံနီးဆိုတဲ့လူဆိုးမှအားနေလို့ဝင်ရှုပ်သွားရလို့ပဲပြောလိုက်ပေါ့အဲ့ဒါငါကိစ္စပါငါပဲရှင်းလိုက်ပါကျန်ငါသွားပြီဘာဖြစ်ဖြစ်ငါမင်းကိုကျေးဇူးတင်ပါတယ်ဒါမင်းငါစီကတိုင်းပြည်ကြလဲခိုးတင်နေတယ်အခုလဲဓမြဖွဲ့နဲ့ပေါင်းပြီးတော့မောင်အေးတို့နာအောင်လုပ်နေတယ်မဟုတ်ပါဘူးဆရာကြီးဟိုမောင်ရိုးတို့ကကျွန်တော်ကိုထိုးကြည့်နေတော့အဲ့ဒီမိကလေးကအလိုလျောက်ရောက်လာတာပါဟဲ့မင်းနဲ့ဓမြဘုံမိုးညို့အဖွဲ့နဲ့အဆက်အသွယ်ရှိလို့ဝင်ခဲ့တာပေါ့ဟုတ်တယ်ဆရာကြီးဒီကောင်ကကျွန်တော်တို့အရင်ရစတာကျွန်တော်တို့ကစုံးမမယ်လို့တော့အဲ့ကောင်မှရောက်လာပြီးတော့ကျွန်တော်တို့ပြက်ရှင်းမယ်လို့တာကျွန်တော်တို့အပြေးမှန်လို့ပေါ့သူပြောသလိုမဟုတ်ပါဘူးဆရာကြီးဟိုအဲ့ဒီမိကလေးကဟိုပြန်လွှမ်းမယ်ဆိုတာလဲကျွန်တော်မသိပါဘူးပြီးတော့သူ့အကူကဟိုမိုးညိုဆိုတာလဲသူပြောမှကျွန်တော်သိတာပါဟုတ်ပြီလေဒါနဲ့ငါတိုင်းပညာတွေကိုမင်းကြိတ်ပြီးတင်နေတဲ့အကြောင်းဟာဟိုတော့ငါမင်းနေတယ်လीကျွန်တော်တိုက်တက်ချင်တော့ပါဆရာကြီးငါတို့ဖွဲ့ရဲ့စီကံချက်ကိုမင်းသိတယ်နော်ဟုတ်ကဲ့သိပါတယ်အပြင်နံပါတ်1အချက်ကိုရွတ်ပြစမ်းတိုင်းပညာကိုမတရားတဲ့ဘက်တွင်အသုံးမပြုရနှစ်အချက်ဆရာကြီးဦးမင်းစကားကြီးခွင့်ပြုချက်မရပဲတခြားတယောက်အားတဆင့်ပြန်လဲတင်ကြားခြင်းမပြုရအဲ့ဒါဆိုရင်နံပါတ်3ဆရာကြီးဦးမင်းစကားမသိပဲတိုင်းပညာကိုခိုးယူတင်ကြားလေ့ကျင့်ခြင်းမပြုရမင်းမှာပြစ်ရှိလားမရှိဘူးလားရှိပါဆရာဒီကပြစ်ရှိတယ်လို့ဘယ်လိုပြစ်ပေးလဲဆိုတာပြောပြလိုက်စမ်းဦးတော်ကနံပါတ်3စီကံချက်ကိုဖောက်ဖျက်ကျူးလွန်တဲ့အတွက်အစာငတ်ရှင်ငတ်ထိတုံးခတ်ခြင်းခံမင်းဘာပြောချင်သေးလဲဘာမှမရှိပါဘူးဆရာကြီးကောင်းပြီအဲ့ဒါဆိုရင်စီကံအတိုင်းအပြစ်ဒဏ်ကြခံစီဆရာကြီးသိလို့ရှိရင်အဆူခံရောက်မယ်နော်။အဘကရွာထဲသွားတယ်ဟာ။အဲ့ဒါငါဘယ်သူမှမသိခင်ထွက်လာတာ။ဟိုအဘမရှိဘူးမြင်မြင်စားလိုက်ရရော။